လောရှင်နာဘီကိုအမောင်းသိပြီးချန်ပီယံကပတ်ရယူနိုင်ဖို့ပြတ်မှတ်ထားတယ်ဆိုရင် Rumble လက်ချန်ပီယံကပတ်တစ်ခုကိုသိဖို့ဆိုတာကရဝိုင်းဆိုင်ရာကြံ့ခိုင်မှုတသက်နဲ့မရပါဘူးပြင်မဲ့အားနဲ့ချက်ကိုထိုးထွင်းသိမြင်နိုင်တဲ့နေရတဲ့မိမိကိုအနေချပြီးခွေးကိုစောင်းဆိုင်တဲ့စိတ်ရှည်မှုကပိုပြီးတော့အရင်ကြည့်ပါရင်လောရှင်နာဘီစီကနေမွေးထိုင်းပဒံဝိတ်ချန်ပီယံကပတ်ကိုသိယူသွားရမယ့် Rumble လက်ကသူ့စီမှာဒါမျိုးရှိရဲဆိုပြီးပြည်သက်တွေကိုချပြပြောဆိုလာခဲ့ပါတယ်ကိုခဲမင်းညာအောင်စားတော့ကရဲ့အမြင့်ဆုံးစင်မြင့်ပေါ်မှာရန်တည်နေတဲ့ Fighter တွေရဲ့ Sky တိုင်းမှာနေပြပါရယ်စေပိုင်းဆိုင်ရာစစ်စင်ရေးတွေကြောင်းနေတတ်ပါတယ်မွေးတိုင်းပဒံဝေးတိုင်းရဲ့ချန်ပီယံကပတ်ကိုစင်ကောမဲ့ Rebel ရဲ့လက်တော်အင်တာဗျူးဟာတကယ်ကိုရိုးသားပြီးလက်တွေ့ကြတဲ့တုံးသက်ထက်နေပြင်းနေပါရင်ကိုကိုအောက်လိုအဖြစ်သတ်မှတ်ထားပေမဲ့နာဘီရဲ့အားနည်းချက်တွေကိုတေချာသေးလာထားပြီးအလဲထိုးဖို့အထိမှန်ထားတဲ့ Rebel ရဲ့စိတ်ရဲ့ရေးရတယ်နေပြပိုင်းဆိုင်ရာပြင်ဆင်မှုတွေကတကယ်ကိုအားရစရာကောင်းလာပါရင် Rebel ရဲ့ Sky ကိုတေချာနားထောင်ကြည့်သူအဖေမဲ့ကိုလေးလုံးထွားပြီးနှိမ့်ချပြောဆိုလာမျိုးလုံးဝမလုပ်ပါဘူးပြင်မဲ့အားသာချက်ကိုတိမှတ်ပြလို့သူ့ရဲ့ကိုယ်ပိုင်အားနည်းချက်နဲ့ရင်ဆိုင်ရမယ့်ခက်ခဲတွေကိုလည်းပွင့်လင်းလင်းဝန်ခံထားပါရင်ဒါပေမဲ့အဲ့ AC တင်နေတဲ့ Sky ရဲ့နောက်ကွယ်မှာချန်ပီယံကပတ်ကိုရယူဖို့သွေးစာနေတဲ့တိုက်ခိုက်ရေးသမားတယောက်ရဲ့မိသားကိုတွေ့ရမှာပါ။ Rumble ကနာမည်ကအားနည်းချက်တွေများပြရှိတဲ့သူပါ။ဒါပေမဲ့ပွဲကစားရင်ယုံကြည်မှုအားကောင်းလာလေလေ။တည့်ရကစားဝန်ကလည်းပိုပြီးတော့တက်ဝင်လာလေပါပဲလို့တိကျရဲ့သုံးသပ်ချက်ကိုပေးထားပါတယ်။နာမည်တော့ Fighter မျိုးဟာပွဲစားပိုင်းမှာပြဲရဲ့ကွာဝေးနဲ့စီးချက်ကိုအရင်ဆုံးဖတ်ရရှိပါတယ်။ဒီအချိန်မှာအသည့်အခန်းစစ်မှာဟာကွက်တွေအများဆုံးပေါ်နိုင်တဲ့အချိန်မှာဒါပေမဲ့ပထမအချိန်ဒုတိယအချိန်တွေမှာသူကအသည့်စီးချက်တွေကိုရှာတွေ့သွားပြီးယုံကြည်မှုရသွားပြီးဆိုရင်တော့သူ့ရဲ့တိုက်ပွဲတွေကရေစီးကြောင်းလို့တားဆီးရခတ်သွားတတ်ပါတယ်။ဒီစကားရ Rumble လက်ဟာပွဲစားနဲ့နာမည်ကိုယုံကြည်မှုတည်ဆောက်ခွင့်လုံးဝပေးမှာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။နာဘီစီးချက်မမိခင်စောပိုင်းချီတွေမှာကလေးကအပြင်းထန်ပြအားပေးပြီးနာဘီရဲ့တိုက်ပွဲတွေကိုစားပြဖို့ကြိုးစားလာပါလိမ့်မယ်။ဒီဘက်မှာကျွန်တော်ကအောက်လိုဖြစ်မဲ့ဂျင်မာရီဆွဲစကားက Rumble ရဲ့အကောင်းဆုံးစိတ်မြင်လာတဲ့တစ်ခုလိုပဲဆိုကြပါမယ်။ကိုအန်နာကြောက်လို့ကျင်လာလိုက်တာဟာမိမိပခုံးပေါ်မှာပြရတဲ့အားလုံးကိုဖဲချလိုက်တာပါ။ရှောင်းရင်တော့မှငါတော့အောက်လိုမို့လို့ပုံမှန်ပါပဲ။နိုင်တော့ငါကတည်ကောင်းမဲဆိုတဲ့စိတ်တွေက Fighter တယောက်ကိုဘော်ပြီးတော့လွတ်လပ်နဲ့ရဲဝံ့ကစားနိုင်စေပါရင်တပန်းနဲ့ချင်းမှာပဲချန်ပီယံဖြစ်တဲ့နာဘီရဲ့ပေါ်မင်းကလူကြိုက်များတဲ့သူမင်းကချန်ပီယံမင်းလုံးဝရှုံးပေးလို့မရဘူးဆိုရင်ဖီအားကြီးကိုသွားပြီးတော့ပုံချလိုက်တာပါပဲ။ Rumble ကလည်းမထုတ်ခင်ရအောင်အသင်းမှနဲ့စားတော့မှာပါတော်ရုံနဲ့အခွင့်ပေါ်လာပွဲမရှိလို့ဒေတာအာယုံဆိုင်ထားရမှာပါလို့ဖွင့်ရထားပါတယ်။နာဗီတိုရဲရှိပြီးတော့လက်တံခြေတန်းရှိတဲ့တဲဘက်ကိုရင်ဆိုင်ရတဲ့အခါအနိကဝင်ရောက်နိုင်ဖို့ဆိုတာကပြန်မဲ့ရဲ့တိုက်ခိုက်မှုကိုတစ်ချက်နဲ့ချက်လောက်ကိုတော့မလဲမတည်ခံရမှာပါ။ဒါကြောင့် Rumble ကသူ့အနေနဲ့ထိခိုက်နာကျဲမှုတွေကိုကြမ်းကြမ်းခံပြီးတော့ရှေတိုးပြီးအသင်သင့်နေပြီဆိုတာကိုတက်တည်ပြလိုက်တာပါ။ဝန်ထမ်းတော်ရဲ့အမြင့်ဆုံးအဆင့်မှာဟာကွက်ဆိုတာစက္ကန့်ပိုင်းလေးမှာပေါ်လာတတ်ပါတယ်။ကာလာကစားတာကိုတိုင်းနေတက်တဲ့ Rumble အနေနဲ့နာဗီရဲ့ခြေလက်ကလတ်မှာတာလက်သေးပြစ်ပြီးတော့လက်ပြန်သိမ်းတာနောက်ကျတဲ့ခြေလေးကိုညီခဲလိုအေးဆက်တဲ့အာယုံစလိုက်မှုနဲ့စောင်းကြည့်ပြီးအပိုင်3ချဖို့ပြင်ဆင်ထားပါတယ်။ဒီဝဲလာနိုင်ရရင်ကျွန်တော်ဘဝအတွက်ကြီးမားတဲ့မှတ်တိုင်မျိုးဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်နာဘီကိုအမောက်သိပ်ဖို့ကြည့်ကြီးမှန်းထားပါတယ်လို့ Rumble ကဆိုပါတယ်။နာဘီတို့ခနာကိုစူးစမ်းတာသီးရထားတဲ့ချန်ပီယံတယောက်ကို5ခြေပြေကစားပြီးအမှတ်နဲ့နိုင်ရဖို့ဆိုတာကဒိုင်းရဲ့မြန်မာအင်မတန်ခက်ခဲပါတယ်။ဒါကြောင့်ခမတ်ကိုလိုချင်ဒိုင်းတွေကိုစုံမြတ်ရှာပြီးပဲအလဲထုတ်ဖို့လာမဖြစ်မနေရေးချေရမှာပါ။ဒီပွဲဟာနာဘီကသူ့ရဲ့စီးချက်ကိုရင်းရှောက်တယ်ပြီးဝေးကနေချင်းချုပ်သွားမလားဒါမှမဟုတ် Rumble ကပဲသူပြောတဲ့အတိုင်းခွေးကိုမိရဖက်ပြီးချန်ပီယံသိဖြစ်ဘွားမတ်တိုင်တဲ့စိုက်ထူသွားမလားဆိုတာတကယ်ကိုရင်ကုန်စရာကောင်းလာပါတယ်ညီကိုတို့ကဘယ်လိုမြင်ကြလဲပြောပြခဲ့ကြပါဦးအဆုံးထိတ िश ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ